သူမကိုဖြူဖြူထွေးနဲ့မတန်မရာမနိုင်ဖို့အခုလိုတတိပေးလာတဲ့အတိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဖြူဖြူထွေးနဲ့နိုင်တာမကြိုက်ကြောင်းပြောလာတာကတော့အကြိုင်ပါအခုနှစ်အကယ်ဒမီရွှေချိုရေးချစ်ပွဲမှာလူအပြောများဆုံးနဲ့ပရိသတ်အားပေးမှုအခိုင်အမာဆုံးရရှိထားသူကတော့တစ်တော့ဆယ်လီအကြိုင်ပါပဲသူမကရွှေချိုစင်းမြင့်ထက်မှာထွန်းကြိုင်အကားနဲ့ဒိုင်းတွေကိုဖန်ဆားနိုင်ခဲ့တယ်လို့မီဒီယာတွေနဲ့အင်တာဗျူးတဲ့အခါမှာလည်းပေါ့ပေါ့ပပနဲ့ပြန်လည်စနောက်တဲ့သူမရဲ့ဟန်ပန်လေးတွေကြောင့်လူချစ်လူငယ်အလွန်ပေါ်များနေရဖြစ်ပါတယ်ဒါပေမဲ့ဒီလိုအောင်မြင်မှုတွေကြားမှာပဲသူမကိုဖြူဖြူထွေးနဲ့နိုင်ရှိပြီးတော့ဝေဖန်တိုက်ခိုက်မှုအချို့ကလည်းအရေးလိုလိုက်ပါလာခဲ့ပါတယ်။အကြိုင်ရဲ့အင်တာဗျူးတွေမှာဖြေကြားပုံနဲ့သူမရဲ့ပွင့်လင်းလုံးတဲ့အမှုအရာတွေကထိတ်တန့်မင်းသမီးဖြူဖြူထွေးရဲ့စတိုင်နဲ့အဆင်တူနေရဆိုပြီးတော့အင်တာနက်ပေါ်မှာဝေဖန်မှုတွေပေါ်ထွက်နေရပါ။တချို့တွေကဆိုရင်ဖြူဖြူထွေးလိုနာမည်ကြီးကျင်လို့တမင်တူအောင်လုပ်နေရလားဖြူဖြူထွေးစတိုင်ကိုခိုးနေရလားဆိုပြီးတော့ပြင်းပြင်းထန်ထန်ဆွဆွဲလာကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အကြိုင်ကတော့သူမကိုဖြူဖြူထွေးနဲ့မတန်မရာမနိုင်စေခြင်းကြောင့်အတေးလင်းတတိပေးလိုက်ပါတယ်။သူမကဖြူဖြူထွေးဆိုတာကတနိုင်ငံလုံးချစ်တဲ့သူပါ။ညီမကတော့အကြိုင်ပါပဲ။ညီမအခုလုပ်နေရတွေကဘသူစီကမှအခုချထားတာမဟုတ်ပဲ။ညီမရဲ့မူလအတိုင်းစတိုင်လေးပါပဲလို့ရှင်းပြခဲ့ပါတယ်။ဒါကဖြူဖြူထွေးကိုသဘောမကျလို့မဟုတ်ပဲဖြူဖြူထွေးရဲ့ Pride စိတ်ဓာတ်နဲ့အောင်မြင်မှုတွေကိုအလွန်လေးစားပေမယ့်သူမကိုယ်တိုင်ကတော့သူတစ်ပိုင်းရဲ့အရှိန်အောင်မှမနေခြင်းပဲအကြိုင်ဆိုတဲ့ကိုယ်ပိုင် identity နဲ့ပဲရှောက်လန်းခြင်းနဲ့စံတာကိုပြသနေရပါအကြိုင်ကတော့ရွှေချိုပြန်ပွဲဝင်စင်မှာလဲစီကံကြီးလာတဲ့ထိုင်တွေဖြစ်တဲ့မင်းသားကြီးခန့်စီသူဒရိုက်တာညိုမင်းနဲ့မေတန်နုတို့ကိုတောင်းသူမရဲ့အပြုတ်မှုလေးတွေနဲ့အည်ပြောသွားစေခဲ့သူပါတရုတ်ဆောင်ပြန်ပွဲမှာတန်ရလုံးမိတာကအစာအုပ်တူတူနဲ့ချစ်စရာကောင်းနေရကြောင်းတန်တွေကသူမကိုသမီးလေးတယောက်လိုလိုလိုက်ပြီးတော့ချစ်ခင်ခဲ့ကြတာပေါ့ဒါအပြင်မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာလည်းမီဒီယာသမားတွေကိုပြန်လည်ဆောင်းနောက်တက်တဲ့သူမရဲ့သဘာဝစရိုက်ဖြစ်ပြီးတော့မမီသက်သက်လုပ်ယူနေတာမဟုတ်ဘူးလို့ပြောထားပါတယ်အကြိုင်ကတော့မိခင်ဖြစ်သူရဲ့အလိုလိုက်ခြင်းကိုခံရတဲ့သမီးအငယ်ဆုံးလေးဖြစ်လို့ကလေးဆန်တဲ့အမူအရာလေးတွေရှိနေတာကတော့သူမရဲ့ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။အကြိုင်နဲ့ပတ်သက်ပြီးနောက်ထပ်ဝေဖန်စရာဖြစ်နေတာကတော့သူမရဲ့မျက်နှာပေါက်ကကနဝင်မင်းသားကြီးဦးကျော်ဟင်းနဲ့တူနေရကြောင်းကျော်ဟင်းသမီးလို့နာမည်ကြီးနေတာပါ။အနုပညာလောကတွေကိုခြေချကားစာလူငယ်တယောက်အတွက်ဒီလိုနာမည်ကြီးမှုကအခွင့်အရေးကောင်းတစ်ခုဖြစ်ပေမဲ့အကြိုင်ကတော့အဲ့ဒီပုံမှာသဘောမကျဘူးလို့ဆိုပါတယ်။သူမကသူမရဲ့ဖခင်ရေးဖြစ်သူဦးကျော်စိုးနိုင်ကိုသာအလွန်ချစ်မြတ်လို့ကြောင်းနဲ့အဖေမရှိတော့ပေမဲ့အဖေသမီးလေးအဖြစ်နဲ့ပဲဂုဏ်ယူစွာရက်တည်ခြင်းကြောင့်ပြောဆိုခဲ့ပါတယ်။သူတစ်ပါးရဲ့အရှိန်အဝါကိုအသုံးမချပဲမိမိရဲ့မိဘအရင်းကိုသာတန်ဖိုးထားတတ်တဲ့သူမရဲ့စိတ်ထားကတကယ်ကိုလေးစားစရာပါ။ဒီကုန်းချုံအနေနဲ့ပြောရမယ်ဆိုရင်တော့အကြိုင်လို့ခေါ်တဲ့အောင်မဖြိုးကအခုဆိုရင်တော့မြမရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာဖို့ကျင်းတင်နေပြီဖြစ်တယ်လို့9နှစ်အတွင်းအကယ်ဒမီရရမယ်ဆိုတဲ့ကြီးမားတဲ့ရင်မှန်းချက်ကိုလည်းထားရှိထားသူပါ။သူမကိုဖြူဖြူထွေးနဲ့နိုင်ရှင်တာမျိုးထက်သူမရဲ့ကိုယ်ပိုင်စူးစမ်းမှုနဲ့ရည်ရည်ချင်းတွေကိုအသိမှတ်ပြုပေးဖို့သူမကတောင်းဆိုထားပါတယ်။ပရိသတ်ကြီးတို့ရောဖြူဖြူထွေးကိုလေးစားပေမဲ့သူမရဲ့ကိုယ်ပိုင်ဟန်နဲ့ပဲရက်တည်ခြင်းနဲ့အဆိုင်ရဲ့ပြတ်သားတဲ့စိတ်ထားပုံမှာမလို့ထင်လဲရှင်။သူမကနောက်တစ်ချိန်မှာဖြူဖြူထွေးလိုမျိုးတက်မောင်မြင့်တို့လိုမျိုးထိတ်တန်းမင်းသမီးတယောက်တကယ်ပဲဖြစ်လာနိုင်မလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။